အပိုင်းတေကန်ကြမာဆိုးရဲ့အိမ်အိုကြီးမိုးဘွက်တန်ဟာမိဘမိတ်ကေဟာမှာကြီးပြင်းခဲ့ရတဲ့တကောင်ကျွတ်တယောက်ဖြစ်ပေမဲ့စိတ်တက်မကြပဲပြည်ပမှာဆယ်စုနှစ်တစ်ခုနီးပါးပင်ပန်းအလုပ်လုပ်ပြီးအရင်းကြီးလေးစုဆောင်းနိုင်ခဲ့ပါတယ်အသက်30အရွယ်မှာတော့သူဟာအတီတကြားဖြစ်ဖို့အတွက်တငယ်ချင်းဖြစ်သူဖိုးစော်ရဲ့ဇာတိမြို့လေးမှာအခြေချဖို့ဆုံးဖြတ်ခဲ့ပါတယ်မိုးဘွက်တန်ဒီအိမ်ကခြံကျဲပြီးဈေးတန်တာတော့မှန်တယ်ဒါပေမဲ့ဒီအိမ်မှာအရင်ကနေခဲ့တဲ့သူတွေဘာလို့ချက်ချင်းပြန်ပြောင်းသွားကြလဲဆိုတာငါတို့စုံစမ်းတင်တယ်နော်လို့ဖိုးစော်ကသတိပေးရှာပါတယ်ဒါပေမဲ့မိုးဘွက်တန်ကတော့ငါကလူပဲကြောက်တာဖိုးစော်တရေဆိုတာမမြင်ရတဲ့အရာပဲငါအတွက်တော့ဒီခြံထဲမှာတီးပင်စားပင်တွေစိုက်စားလို့ရတာကပိုအရေးကြီးတယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောပြီးအိမ်ကြီးကိုဝယ်ယူခဲ့ပါတယ်အိမ်ကြီးကဟောင်းနွမ်းနေတဲ့နှစ်ထပ်ပြင်တောင်အိမ်ကြီးဖြစ်ပြီးခြံဝင်းကလည်းတောအုပ်လေးတစ်ခုလိုခြုံရွယ်တွေပိတ်ပေါင်းနေပါတယ်မိုးဝတ်တန်ကတယောက်တည်းနေထိုင်ရင်အိမ်ကိုပြုတ်ပြင်းတယ်အစောပိုင်းရက်တွေမှာတော့အားလုံးအေးဆေးပါပဲဒါပေမဲ့တရက်မှာတော့အိမ်နောက်ဖက်ခြံလွတ်မှာတီးပင်စားပင်စိုက်ဖို့မြေချင်းတူးရင်ပေါက်တူးကမာကျောတဲ့အရာတစ်ခုကိုထိမိသွားတယ်မြေကြီးတွေကိုဖယ်ကြည့်လိုက်တဲ့အခါထူးဆန်းတဲ့လက်ရာနဲ့ရှေးဟောင်းရွှေဆွဲကြိုးလေးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီနေ့ကစပြီးအိမ်ရဲ့လေထုကအေးဆက်စပြုတ်လာပြီးညဘက်ဒီမှာထူးဆန်းတဲ့အတန်တွေကသူ့အနားကိုတိုးဝင်လာပါတော့တယ်